အားလုံးပဲမင်္ဂလာပါဂျစီက healing space ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်အဲ့တော့ဒီနေ့တော့ဂျစီကဒီ X energy တွေနောက်တော့separate situationship ကိုမှ separation ဖြစ်နေတဲ့လူတွေပေါ့နော်အဲ့ဒီလိုလူတွေအတွက်ကိုနည်းနည်း call in ဖြစ်နေလို့အဲ့ဒီ X energy ဒါမှမဟုတ်ရင်situation ကိုမှ separation ဖြစ်နေတဲ့လူပြောရရင်တော့တစ်ချိန်လုံးကပတ်သက်ခဲ့တယ်ထဲထဲဝင်ဝင်ပတ်သက်ခဲ့ပြီးတော့အခုအဆက်အသွယ်ပြတ်နေတဲ့ no contact သမားတွေအတွက်ကိုကြည့်ပေးသွားပါမယ်အဲ့တော့အရင်ဆုံးထုံးစံတိုင်းကြည့်ရတဲ့တစ်ဖက်လူရဲ့ energy ကိုအရင်ဆုံးဖတ်ကြည့်ကြရအောင်တစ်ဖက်လူသူဘာတွေဖြစ်နေလဲသူဘာတွေတွေးနေလဲသူအခုလောလောဆယ်မှာဘယ်လိုမျိုးနေနေလဲပေါ့နော်အဲ့တော့သူ့ရဲ့ energy ကိုအရင်ဆုံးကြည့်ချင်မယ်သူ့ energy ကတော့ King of Wands, Nine of Wands. Oh, depth. တစ်ဖက်လူရဲ့ energy ကလေသူကပြောရရင်လောလောဆယ်မှာတော့တခြားအရာတွေထက်အလုပ်ကိုပဲသူ့ရဲ့ဒီစီးပွားရေးတွေနောက်တော့သူ့ရဲ့ဒီ life path ပေါ့နော်ဒီ passion ကိုပဲအဓိကဦးစားပေးနေတယ်ဒီမှာ King of Wands ရဲ့ energy အရာဒီမှာပေါ့နော် King of Wands ရဲ့ energy အရာသူကအရင်ထက်စာရင်ဒီအလောက်ခိုင်ပိုင်းမှာပေါ့နော်နေရာတစ်ခုပို့ပြီးတော့ယာတူးတိုးသွားတာမျိုးအဲ့လိုပုံစံမျိုးအနေအထားမျိုးမြင်တယ်ပေါ့နော်သူအလောက်အကိုင်ပိုင်းမှာတော်တော်ကြီးကိုစိတ်နှစ်ပြီးတော့စူးစမ်းနေတယ်ဆိုတဲ့ energy ကိုမြင်ရတယ်နောက်တော့သူ့ရဲ့ဒီ love energy ပိုင်းမှာတခြားအနေနဲ့ကြည့်မယ်ဆိုလဲသူ resilient ပေါ့နော်သူ့အတွေးတွေကိုသူစူးစမ်းပြီးတော့သူတွေးမိနေတဲ့အတွေးတွေကိုစူးစမ်းဖြောက်နေတယ်အဲ့ဒါကြောင့်မလို့လဲသူဒီအလုံးအကင်ပိုင်းကိုကြိုးကြိုးစားစားကြီးလုပ်နေတယ်ဆိုတဲ့ energy မျိုးကိုမြင်ရတယ်နောက်တော့ဒါသူကလေလုံးဝ transformation ဖြစ်ချင်နေတယ်ဆိုတဲ့ energy transformation လုပ်ဖို့ကြိုးစားနေတယ်ဆိုတဲ့ energy ကိုမြင်တယ်အဲ့တော့ဒီသုံးကတ်ကိုပေါင်းပြီးပြောရမယ်ဆိုရင်သူကဒီလောလောလတ်လတ်မှာယာလူတိုးထားတာမျိုးအလုပ်ကိုပဲတအားဖိလုပ်နေတယ်နောက်တော့လေဒီအလုပ်ကိုဖိလုပ်နေတယ်ဆိုတာကသူကိုကိုမေးဖို့လို့အလုပ်ပို့ပြီးစူးစမ်းနေတယ်ဆိုတဲ့ energy မျိုးကိုမြင်တယ်ပေါ့နော်energy ကတော့မစိုးပါဘူးပြောရရင်သူ့ကိုယ်သူစူးစမ်းပြီး healing လုပ်နေတယ်ဒါပေမဲ့လည်းသူ့စိတ်ထဲမှာကိုရှိနေသေးတယ်အဓိကသူ့စိတ်ထဲမှာကိုရှိနေဖို့ပဲလေဟုတ်ပြီအဲ့တော့ဒီ near future မှာပေါ့နော်သူနဲ့ကိုနဲ့ဘာဖြစ်လာမှာလဲဆိုတာကိုကြည့်ပေးမယ် near future မှာသူနဲ့ကိုနဲ့ဘာတွေဖြစ်လာမလဲnear future မှာသူနဲ့ကိုနဲ့ဘာတွေဖြစ်လာဖို့ရှိလဲjudgment justice ဟို major ကတ်တွေကြီးပဲကြားတာချက် six of pentacle အဲ့တော့ near future မှာလေအခုလိုမျိုး separation ဖြစ်နေတဲ့အခြေအနေကနေဒီမှာjudgment near future မှာအခုလို separation ဖြစ်နေတဲ့အခြေအနေကနေပြီးတော့ awakening ဖြစ်လာလိမ့်မယ်အပြောင်းအလဲကိုမှလေနှစ်ယောက်ကြားထဲမှာမျှတတရှိတဲ့အပြောင်းအလဲမျိုးဖြစ်လာလိမ့်မယ်ဆိုလိုချင်တာကလေအခုလောလောဆယ်သူနဲ့ကိုယ်ရဲ့ပတ်သက်မှုမှာကအရင်တော့ပတ်သက်ခဲ့တဲ့ပုံစံအရာပေါ့တယောက်ကပဲအများကြီးပေးနေခဲ့တာမျိုးတယောက်ကပဲအများကြီးချစ်နေပေးခဲ့တာမျိုးတစ်ဖက်လူကကိုယ်ကိုမချစ်တာမဟုတ်ဘူးเนาะချစ်တယ်ဒါပေမဲ့လည်းကိုချစ်တဲ့လောက်သူပြန်မချစ်တာဒါမှမဟုတ်ရင်သူ့ဘက်ကလည်းအဲ့ဒီလိုပဲသူအများကြီးချစ်ပေးတဲ့လောက်ကိုကပြန်မချစ်နိုင်ခဲ့တာမျိုးအဲ့ဒီလိုပုံစံမျိုးပြောရင်ကတော့မချစ်နိုင်ဆိုတာချက်မချစ်ပြတာနောက်တစ်ခုမချစ်ပြတာမချစ်နိုင်ဘူးဆိုတာတဲ့အဓိကမြင်တာကလေမချစ်ပြတာနဲ့မချစ်ရဲတဲ့ energy ကိုပိုမြင်တယ်အဲ့တော့တစ်ဖက်လူဘက်မှာကသူ့ဘက်မှာလို့ပို့ပြီးတော့မြင်တယ်ဒီမှာဒီ justice ရဲ့ energy အရာသူကလေအဲ့လိုမျိုးညီမျှမရှိခဲ့ဘူးဆိုတာဘာကြောင့်လဲဆိုတော့ကိုယ့်ကိုချစ်လိုက်ရင်ကိုယ့်ကိုအများကြီးချစ်ပေးလိုက်ရင်သူ့ကိုယ်သူဆုံးရှုံးသွားမှာကိုသူတအားကြောက်နေခဲ့တယ်ဆိုတဲ့ energy မျိုးကိုမြင်တယ်အဲ့ဒါကြောင့်မလို့ तू ကသူ့စိတ်လိုလက်ရကိုယ့်ကိုမချစ်ပေးနိုင်ခဲ့ဘူးချစ်ဖို့ကြောက်နေခဲ့တယ်ဆိုတဲ့ energy မျိုးသူ့စီမှာရှိနေခဲ့တယ်ဒါပေမဲ့လေဒီ near future မှာ6လပိုင်းအခုလာမဲ့6လပိုင်းဒါမှမဟုတ်ရင်အခု4လပိုင်းပေါ့နော်ဒီ April ကနေစပြီးတော့နောက်ထပ်
6လအတွင်းမှာပို့ပြီးမြင်တာတော့6လပိုင်းလို့ပို့မြင်တယ်6လပိုင်းဖြစ်မယ်လို့ပို့မြင်တယ်ဒါမှမဟုတ်လဲ6လအတွင်းပေါ့နော်ဒါကတယောက်နဲ့တယောက်ကအခုဒါ collective reading ဖြစ်တဲ့အတွက်တယောက်နဲ့တယောက်က energy ကတိတ်မတူလို့တချို့တလေတွေကတော့6လအတွင်းဖြစ်နိုင်တယ်တချို့တလေတွေကတော့6လပိုင်းအတွင်းပေါ့နော်သူနဲ့ကိုယ်တည်းကလေအပေးအယူမျှတဲ့ energy မျိုးချစ်ချင်းမြတ်တာမျိုးကိုရရှိလာလိမ့်မယ်ဒီမှာဒီ3ကရဲ့ energy ကအကုန်လုံးကပုံစံတူတဲ့ energy တွေခက်စင်စင်တူတဲ့ energy တွေကြီးပဲအဲ့ဒီလိုမျိုးဖြစ်တဲ့အတွက်နှစ်ယောက်ကလေကျင်းတီပေါက်ဒီ6လသို့မဟုတ်ရင်6လပိုင်းအတွင်းမှာပြန်ဆောင်သွားလိမ့်မယ်အဲ့တော့ဒီနေ့ကတော့နည်းနည်းလေး short reading လေးပဲလုပ်ပေးမှာမလို့အရင်ကမိကုန်းတွေအများကြီးကြည့်မပေးတော့เนาะအဲ့တော့နောက်ထပ်တစ်ခုကြည့်ပေးချင်တာကဟုတ်ပြီအဲ့တော့သူ့ဘက်ကနေအခုလောလောဆယ်သူ့ဘက်ကနေကိုယ့်ကိုဘယ်လိုတွေးနေလဲပေါ့နော်သူ့ဘက်ကနေကိုယ့်အပေါ်မှာအတွေးတွေဘယ်လိုရှိနေလဲなんかpage of pentacle 9 of pentacle justice ဒီမှာလဲ justice ထက်ကြတယ်အဲ့တော့သူ့ဘက်ကနေကိုယ့်ဘယ်လိုအတွေးရှိနေလဲဆိုတော့ तू ကလေကိုဘာလုပ်နေလဲဆိုတာကိုစောင့်ကြည့်နေတယ်နော်ကိုဘာလုပ်နေလဲဆိုတာကိုစောင့်ကြည့်နေတယ်နောက်တော့သူ့ရဲ့လေဒီအခြေအနေကိုသူကအလုပ်စူးစမ်းနေတာဖြစ်တဲ့အတွက်သူအဲ့လိုမျိုးလုံးဝ independence ဖြစ်သွားတဲ့အခြေအနေငွေရေးကြေးပိုင်းဆိုင်ရာမှာလေသူနည်းနည်း dependent ဖြစ်နေတဲ့အခြေအနေလေးနည်းနည်းရှိနေလိမ့်မယ်အကျွေးရှိနေတာဒါမှမဟုတ်ရင်သူအဲ့လိုမျိုးပေါ့နော်မိဘကိုနည်းနည်းလေးငှဲ့နေရတာမျိုးအဲ့ဒီလိုအခြေအနေမျိုးသူ့မှာရှိနေတယ်အဲ့ဒါကြောင့်မလို့သူကကိုယ့်ကိုချက်ချင်းဓာတ်ရိုက်ကြီး action မယူသေးတာအဲ့တော့ तू ကလေအဲ့ဒီကိစ္စတွေအကုန်လုံးဖြေရှင်းပြီးသွားရင်အခုကြည့်နေတဲ့ဒီ collective reading သမားလေးတွေစီကိုကျင်းနေပါကိုပြန်လာမှာဒီမှာနှစ်ယောက်ကြားထဲမှာလုံးဝသတင်းကောင်းကြားလိုက်မယ်လုံးဝ good news ရှိတယ်အဲ့ဒါဖြစ်တဲ့အတွက်universe ကလေတနုနှစ်ယောက်ကိုကျင်းတီပေါက်ပြန်လဲဆုံးမှာဒီမှာဆိုလဲ justice ကနောက်တစ်ခါကိုထပ်ကြတယ်အဲ့လိုဖြစ်တဲ့အတွက်နှစ်ယောက်ကကျင်းတီပေါက်ပြန်ဆုံးမှာအဲ့တော့ဒီကပြန်ဆုံးတဲ့အချိန်မှာလဲအဲ့လိုနှစ်ယောက်ကြားထဲမှာ balance ဖြစ်တဲ့ energy မျိုးတွေ harmony ဖြစ်တဲ့ energy မျိုးတွေနဲ့နှစ်ယောက်ကပြန်ဆုံးသွားလိမ့်မယ်အဲ့ဒါကြောင့်မလို့ဒီအခုလောလောဆယ်မှာပေါ့နော်ကိုကအကယ်၍ဗုဒ္ဓဘာသာဆိုရင်မြတ်တာတုတ်လေးရွတ်ပေးပေါ့နော်ဒါကတော့ recommend ပေးတာအကယ်၍ဒီထဲမှာဗုဒ္ဓဘာသာမဟုတ်ဘဲတခြားဘာသာဝင်တွေပါတယ်ပေါ့နော်ဥပမာခရစ်ယာန်ဘာသာဝင်ဆိုလဲအဲ့လိုမျိုးဟိုဖျားချောင်းတက်တဲ့အချိန်မှာသူ့အတွက်ပါဆူတောင်းပေးသူအေးချမ်းမှုအတွက်ကိုပါထည့်ပြီးတော့ဆူတောင်းပေးပေါ့နော်နောက်ထပ်ကျန်တဲ့ဘာသာဝင်တွေလည်းဟိုကိုယ့်ရဲ့သက်ဆိုင်ရာဘာသာအလိုက်ပေါ့နော်သူအေးချမ်းနေဖို့အတွက်ကိုဆူတောင်းပေးဘာလို့ဆိုနှစ်ယောက်ကလေ energy ကအခုလောလောဆယ်မှာညီမနေဘူးနှစ်ယောက်ရဲ့ energy ကအဲ့ဒါကြောင့်မလို့သူ့ energy ကလေဘလို့ဖြစ်နေလဲဆိုတော့ကိုယ့်ကိုသတိရတယ်ဒါပေမဲ့ထုတ်မပြောချင်ဘူးလားမပြောချင်ဘူးအဲ့လိုပုံစံမျိုးသူ့စီမှာရှိတယ်ပေါ့နော်သူ့ energy ကအဲ့လိုပုံစံနည်းနည်းရနေတယ်နောက်တော့တစ်ခုကသူကကိုယ့်ကိုစဉ်းစားမိပါရဲ့နဲ့သူ့မှာအခက်အခဲတွေရှိနေတယ်ကိုယ်စီလာဖို့အတွက်အဲ့ဒီပြဿနာတွေကိုသူဖြေရှင်းဖို့စူးစမ်းနေတယ်အဲ့ဒါကြောင့်မလို့လေဒီပြဿနာတွေနည်းနည်းဖြေရှင်းပြီးဖို့အတွက်ကိုယ့်ဘက်ကနေပြီးတော့အခုကြည့်ရတဲ့လောက်ကတော့ကိုယ့်ဘက်က energy ကအားကောင်းသူ့ထက်ပိုကောင်းနေတာဖြစ်တဲ့အတွက်သူ့အမြတ်တာလေးတွေပို့ပေးပေါ့နော်အဲ့တော့ဟုတ်ပြီအခုအဲ့တော့အခု near future မှာကလည်း technique ပေါက်ပြန်ဆုံးမှာဆိုတော့ဟုတ်ပြီတင်တို့เนี่ยအခုဒီတစ်ခါအကယ်၍ဒီတစ်ခါပြန်ဆုံးတာကလောဝကြီး permanent union ဖြစ်မလား 5 of pentacle king of wands လောဝလေးဟို energy ကတကယ်ကြီးကိုလေဟို pentacle ကတ်တွေအများကြီးကြတယ်အဲ့တော့ 5 of pentacle king of wands နောက်တော့ six of wands အဲ့တော့နှစ်ယောက်က permanent union ဖြစ်မလားဆိုတော့permanent union ဖြစ်မယ်ဒါပေမဲ့လေနှစ်ယောက်ဂျားထဲမှာနည်းနည်းလေးပြန်ပြီးတော့ဂျားထဲမှာ separation energy နည်းနည်းလေးမြင်တယ်ဒါပေမဲ့လေအဲ့ဒီ separation ကအခု separation လောက်ကြာမှာမဟုတ်ဘူးနှစ်ယောက်ကလေပြန်ဆုံတယ်ပြန်ဆုံပြီးရင်အဲ့ဒီပြန်ဆုံတဲ့အချိန်မှာသူ့စီမှာရှိနေတဲ့ဒီ insecure ကိုယ်နဲ့ပတ်သက်ပြီးတော့ insecure ဖြစ်တဲ့အရာတွေအဲ့ဒီလိုအပ်နေတဲ့အရာတွေ
အဲ့ဒါတွေကို तू ကဖြည့်ဆည်းလိုက်မယ်ဆိုတဲ့ energy မျိုးကိုမြင်ရတယ်နောက်တော့ King of Wands ရဲ့ energy အရာဒီမှာလေ King of Wands ထပ်ကြပြန်ပြီခုနကတော့လေ King of Wands ကြတယ်အဲ့လိုမျိုးလေ तू ကသူ့ရဲ့ energy လို့ပုံမြင်တယ်ဒါ King of Wands ကဒါတဲ့ energy မဟုတ်ဘဲနဲ့သူ့ energy သူကလေဒီ connection ကိုသူ့ဘက်ကနေပြန်စားလိုက်မယ်ဆိုတဲ့ energy မျိုးမြင်တယ်နောက်တော့လေ Six of Wands ကျိန်းတွေပေါင်း2ယောက်ကလေဒီမှာဒါလုံးဝတဲ့ရဲ့ energy ဒီ energy ကသူ့ energy သူကအရင်တဲ့စီကိုပြန်ပြီးတော့ contact ပြန်လုပ်လာလိမ့်မယ်ပြန်ပြီးတော့သူ့ဘက်ကနေ action ယူလာလိမ့်မယ်အဲ့တော့လိုအပ်နေတဲ့အရာတွေကိုဖြည့်ဆည်းပြီးတော့မှ2ယောက်ကလုံးဝ permanent union ရမယ်လို့မြင်တယ်အဲ့လိုမျိုးပြန်ဆုံချင်းမှာတော့2ယောက်သားကြားထဲမှာရှိနေတဲ့ insecurity တွေနောက်တော့လိုအပ်ချက်တွေကိုတယောက်နဲ့တယောက်အပြန်အလှန်နားလည်မှုပေးပြီးတော့ဖြည့်ဆည်းဖို့အတွက်အချိန်လေးနည်းနည်းလေးတော့လိုတယ်လို့မြင်ပါတယ်အဲ့တော့ဟုတ်ပြီဒီဟာတွေကဒါကတော့တင်တို့2ယောက်အတွက်ဒီကိုနဲ့ separation ဖြစ်နေတဲ့လူနဲ့တင်တဲ့ကြားထဲမှာဘာတွေဆက်ဖြစ်မလဲဆိုတော့ region လေးပေါ့နော်အဲ့တော့အခုတင်အတွက်ကိုဘယ်လိုမျိုးနေရမလဲဒီ universe ရဲ့အကြံဉာဏ်ပေးချက်တွေကို oracle card ကလေးတွေကြည့်ပေးပါမယ်နှစ်ယောက်ကလေတယောက်စိတ်ကိုတယောက်သိနေတယ်နှစ်ယောက်ရဲ့ energy ကလေTwin flame energy ကိုပုံမြင်တယ်တယောက်နဲ့တယောက်ကြားထဲမှာကလေကိုဘာဖြစ်နေလဲဆိုတာသူ့ကိုမပြောရင်တော့သူ့ဘက်မှာခံစားလို့သိနေရတဲ့အရာမျိုးတွေရှိတယ်နှစ်ယောက်သားကအဲ့လိုညီကပ်နေတဲ့အချိန်ဥမာX တွေဆိုလဲတွဲနေခဲ့တဲ့အချိန်တုန်းကဒီ situation ရှစ်ကနေပြီးတော့မှ separation ဖြစ်သွားတဲ့လူတွေဆိုလဲဒီ situation ထဲမှာရှိနေတဲ့အချိန်တုန်းကကိုယ့်ဘက်ကနေထုတ်မပြောရင်တော့မှလေသူကသိနေခဲ့တာမျိုးတွေအဲ့လိုအနေအထားလေးတွေရှိနေခဲ့တယ်နှစ်ယောက်ကနောက်တော့တယောက်နဲ့တယောက်ကလေအဓိကကတော့ expectation တွေအများကြီးထားခဲ့ကြတယ်ဒါပေမဲ့လည်းအဲ့ဒီ expectation တွေကတအားကြီးဖြစ်မလာခဲ့တာကြောင့်မလို့ပို့ပြီးတော့နာကျင်ရတယ်ဆိုတဲ့ energy မျိုးမြင်တယ်အဲ့ဒါကြောင့်မလို့ကိုကအခုချိန်မှာလေသူ့အပေါ်မှာထားတဲ့တန်ရောစင်တွေ attachment တွေအများကြီးမတွေးနဲ့သူကငါလူပဲကျိန်းတွေပေါက်ပြန်လာမှာသိလားအဲ့တော့ပြောရရင်သူ့ကိုပဲထိုင်ဆောင်နေခိုင်းတာမျိုးမဟုတ်ဘူးရတယ်အဆင်ပြေတယ်နေမရှိလဲငါဖြစ်တယ်အဲ့လို energy မျိုးလည်းမဟုတ်ဘူးကိုယ့်တာကိုတော့ကတော့ချစ်တယ်ဒါပေမဲ့လည်းသူမရှိဘဲနဲ့ကိုယ့်တာကိုတယောက်တည်းလဲနေရမှာပဲအဲ့ဒီလို energy မျိုးလေးနဲ့နေအဲ့တော့သူ့ကိုပဲအချိန်တိုင်းလေဒီလူမှဒီလူလို့ပဲအဲ့လိုတစ်ချိန်လုံးသူ့ကိုပဲတွေးပြီးတော့ဒီတန်ရုံးစင်နေချာမှာပိတ်မိမနေနဲ့အဆင်ပြေတယ်ရတယ်ဘာမှမဖြစ်ဘူးငါလည်းငါအလုံးငါလုံးမယ်ဆိုတော့အနေအထားလေးနဲ့ပဲနေပေါ့နော်အဲ့ဒါဆိုရင်နှစ်ယောက်ကြားကအဲ့လိုမျိုးကိုယ့်ရဲ့ energy ကလည်းပိုတက်လာလိမ့်မယ်နှစ်ယောက်ကြားက energy ကပို့ပြီးတော့ attract ပို့ဖြစ်လိမ့်မယ်ဒီမှာနောက်တော့ affirmation တွေရွတ်ပေါ့နော်နောက်တော့ manifesting ဒီမှာဆိုလဲ manifesting ပါခဲ့ပြီ manifesting တွေလို့ affirmation တွေလို့နောက်တော့နှစ်ယောက်ကလေနှစ်ယောက်ရဲ့ဒီအချစ်ဇာတ်လမ်းလေးကနည်းနည်း fantasy ဖြစ်တဲ့ပုံစံလေးရှိတယ်ဟိုဝတ္ထုတွေကဇာတ်လမ်းမျိုးလေးတွေနှစ်ယောက်ကစုံခဲ့ကြတယ်လို့မြင်တယ်ပေါ့နော်နောက်တော့ cloudy judgment နှစ်ယောက်ကအဲ့လိုမျိုးဟိုဒီဝေးကွာခဲ့တာလေတယောက်နဲ့တယောက်က balance မညီခဲ့တဲ့အခြေအနေတွေကြောင့်မလို့ဝေးကွာနေခဲ့တယ်ဆိုတဲ့ energy မျိုးကိုမြင်တယ်ပေါ့နော်အဲ့တော့ဟုတ်ပြီ universe ကဘာအကြံပေးခြင်းလဲဆိုတော့တယောက်ကြားတဲ့ကဒီဖြစ်ဒီလိုမျိုးဖြစ်နေတဲ့ပြဿနာတွေကတဖြည်းဖြည်းနဲ့ပြေပြောက်တော့မှာအဲ့ဒါအချိန်တစ်ခုကိုစောင့်ဖို့ပဲလိုတယ်နှစ်ယောက်ကြားထဲမှာ right time ကကျင်းနေပါရောက်လာတော့မယ်အများကြီးလည်းမလိုတော့ဘူးဒီနှစ်6လပိုင်းဒါမှမဟုတ်ရင်နောက်ထပ်6လအတွင်းမှာပေါ့နော်အဲ့တော့အဲ့ဒီအချိန်လေးကိုစောင့်နေလိုက်ပါကိုယ့်ဘက်က energy ကောင်းကောင်းလေးနဲ့စောင့်အဲ့လိုလေကိုယ့်ဘက်ကလေဒီလိုမှဒီလိုသူမှမရရင်သူ့မှမရရင်မဖြစ်ပါဘူးအဲ့လိုမျိုးတွေးနေတဲ့ရွေးရလေတယောက်နဲ့တယောက်ကဝေးနေရလိမ့်မယ်ဘာဖြစ်လို့လဲဆိုတော့ကိုကဒီတန်ရောစင်တွေကြားမှာနင်မုန်းလေ universe ကသူပေးခြင်းတဲ့အရာကိုဒီလူကိုငါကဒီလူကိုလက်စံနေတင်ယူဖို့လိုနေသေးတယ်ဆိုပြီးတော့ universe ကအဝေးကိုပို့လေဖြစ်တတ်တယ်ဒီမှာကြည့် possibilities เนาะနှစ်ယောက်ကလေ
နှစ်ယောက်ရဲ့ဒီ spirit တွေကအချင်းချင်းဟိုကချိတ်ဆက်နေတဲ့ soul တွေပေါ့နော်ခုနကတော့ပြောခဲ့တယ် twin flame energy လည်းရတယ်လို့ပြောခဲ့တယ်အဲ့တော့နှစ်ယောက်ကလေအဲ့လိုမျိုး Avenger တွေလောက်ခဲ့ပြီးတော့ risk တွေယူပြီးတော့မှအဲ့လိုမျိုးဖြစ်တည်လာတဲ့ချစ်ချင်းမြတ်တာမျိုးတွေပေါ့နော်အဲ့ဒါကြောင့်မလို့အခုလိုမျိုးဝေးနေတာကလည်းနှစ်ယောက်ကိုဒီ universe ကနေပြီးတော့ exam တွေစစ်နေတာ test တွေစစ်နေတာဖြစ်တဲ့အတွက်နှစ်ယောက်ကပြန်အဆင်ပြေမှာ right time တစ်ခုကိုရောက်လာပါလိမ့်မယ်အဲ့တော့အဲ့ဒီအချိန်ကိုကိုကစိတ်ရှိရှိလေးနဲ့စောင့်နေဖို့ပဲလိုပါတယ်အဲ့တော့ဟုတ်ပါပြီဒီနေ့ရဲ့ reading လေးကတော့ဒီလောက်ပါပဲအဲ့တော့တင်းနဲ့တင်းရဲ့တစ်ဖက်လူကြားမှာနှစ်ယောက်ကright time ကို universe ကပြန်ပြီးတော့တဖြည်းဖြည်းချင်းစီတွန်းပို့ပါလိမ့်မယ်အဲ့တော့ကိုယ့်ဘက်ကနေ attachment လေးတွေနည်းနည်း short ပြီးတော့ကိုလုံးဝမဲ့အလုပ်ကိုပဲဥတီပြီးတော့လှုပ်ဆောင်သွားပါလို့အကြံပေးချင်ပါတယ်ရှင်ဒီရက်ထဲမှာပေါ့နော်ပြီးခဲ့တဲ့လထဲမှာတစီနေတိတ်မကောင်းလို့reading လေးတွေကို personal reading တွေရော free reading တွေရောအကုန်လုံးနားထားပါတယ်ဒါပေမဲ့အခု4လပိုင်းကနေစပြီးတော့ free reading တွေရော personal reading တွေရောပြန်ပြီးတော့လုပ်ပေးနေပါပြီဒီ personal reading တွေဆိုရင်လည်းဒီ page မှာလာမေးလို့ရပါတယ်အဲ့တော့ဒီ package တွေကတော့သူ့ package နဲ့သူပေါ့နော်အဲ့တော့အခုဒီတကြံမတိုင်ခင်အထီကိုကတစီpersonal reading ကိုတကြံမတိုင်ခင်အထီကိုဒီတကြံ package အနေနဲ့မိခွန်းတစ်ခုကိုမြန်မာငွေ3000နဲ့ကြည့်ပေးနေပါတယ်မိခွန်းတစ်ခုကိုမြန်မာငွေ3000ဒါမှမဟုတ်ရင် Thai ဘတ်နဲ့ပေးခြင်းနဲ့ဆိုရင်ကတော့ဘတ်20ပေါ့နော်အဲ့တော့သိချင်တာလေးတခြားသိချင်တဲ့ဒီ free reading လုပ်ပေးစီခြင်းနဲ့မိခွန်းလေးတွေကိုလည်းဒီ YouTube ရဲ့ comment မှာမှတ်သွားလို့ရပါတယ်ရှင်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေရှင်